ဇေတရရဲ့ပတ်စံတွေကိုသုံးဆွဲပြီးကဘာပတ်နေရဆိုတဲ့သတင်းတွေအပေါ်အခုလိုတုံ့ပြန်လိုက်တဲ့စိန်ဖြိုးလိုင်းပရိသတ်များအလုံးမင်္ဂလာပါရှင်မြန်မာ Star Page ကနေပြန်လေးကြိုဆိုလိုက်ပါရယ်ရောက်ပါဖြစ်သူမြန်မာအချမ်းသာဆုံးတထေးကြီးဦးဇေတရရဲ့စီးစိမ်ချမ်းသာတွေကိုသုံးဆွဲပြီးတော့ကဘာပတ်ခရီးထွက်နေရလို့အထင်ခံရသူကတော့နန္ဒာလိုင်ရဲ့မောင်ဖြစ်ပါရယ်မင်းသမီးနန္ဒာလိုင်တို့မောင်နှမတွေထဲမှာအနုပညာလောကတွေမှာရှောင်းလန်းပြီးတော့အောင်မြင်ခဲ့တဲ့နောက်ထပ်မောင်လေးတယောက်ကတော့စိန်ဖြိုးလိုင်းဖြစ်ပါတယ်။စိန်ဖြိုးလိုင်းကအနုပညာအလုပ်တွေလုပ်ရတာထက်ကဘာပတ်ခရီးထွက်နေရကိုသဘောကျတာကြောင့်အမဖြစ်သူကိုချမ်းသာတဲ့ခရိုနီတထေးကြီးနဲ့လက်ထပ်ခိုင်းခဲ့ပြီးတော့စီးစိမ်ချမ်းသာတွေကိုသုံးဆွဲနေရလို့အလုံးကထင်နေကြတာပါ။ထင်ကျင်စရာကောင်းလောက်အောင်လဲဇနီးမောင်နဲ့နှစ်ယောက်ကအမြဲလိုကဘာပတ်ခရီးထွက်နေပြီးတော့တာယာနေတဲ့ပုံတွေကိုပဲချပြနေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ရောက်ဖဖြစ်သူမြမအချမ်းသာဆုံးတထေးကြီးစီကနေပတ်စံတွေတောင်းသုံးနေလို့ဝေဖန်မှုတွေပြင်းထန်လာခဲ့တဲ့ပုံမှာစိန်ဖြိုးလိုင်တို့ဇနီးမောင်နှံကအခုလိုမျိုးပဲပြန်လည်ဖြေရှင်းလာခဲ့ပါတယ်။တကယ်တော့နန္ဒာလိုင်ရဲ့မောင်ဖြစ်သူစိန်ဖြိုးလိုင်နေနဲ့ရောက်ဖရဲ့ပတ်စံတွေကိုမပြောနဲ့မိဘပတ်စံကိုတောင်တုံးဖြုံးခဲ့ခြင်းမရှိပါဘူး။ကိုဘာသာကိုဇနီးမောင်နှံနှစ်ယောက်အလုပ်ကြိုးစားပြီးတော့ဝါသနာပါတဲ့ကဘာလက်ခရီးသွားလုပ်ငန်းတွေကိုလုပ်ကင်နေကြရပါဇနီးမောင်နှံနှစ်ယောက်နေနဲ့ဘလောက်ထိစူးစမ်းခဲ့ရတယ်ဆိုတဲ့အကြောင်းကိုလည်းနေ့စဉ်ဘဝလှုပ်ရှားပုံနဲ့တူသက်သေပြလာခဲ့ပါတယ်။တကယ်တော့စိန်ဖြိုးလိုက်တဲ့ရီပွင့်ဖြူတို့ကစိတ်တူကိုယ်တူရှိရကြောင်းပေါင်းဖက်မိသွားတာဖြစ်ပြီးလက်ထပ်ပြီးရဲ့နောက်ပိုင်းမှာကဘာလက်ခရီးသွား vlog လေးတွေကိုတင်ပေးနေခဲ့ပါတယ်။အဲဒီလိုမျိုးဗီဒီယိုတွေရိုက်ကူးတင်ဆက်တာကနေနေ့စဉ်နေ့တိုင်းဒေါ်လာထောင်ပေါင်းများစွာဝင်ငွေရရှိနေရဖြစ်ပြီးတော့တစ်လကိုမြန်မာငွေသိန်းပေါင်းထောင်တောင်းမကရရှိနေခဲ့ပါတယ်။ဒါကကဘာလက်ခရီးသွားတဲ့ဝင်ငွေတစ်ခုတည်းသာဖြစ်ပြီးတော့ကြော်ညာတွေလက်ခံရိုက်ကူးပေးတဲ့ဝင်ငွေတွေကတော့တော်တော်လေးများပြားပါသေးတယ်။နေ့စဉ်နေ့တိုင်းကြော်ညာလုပ်ငန်းရှင်တွေနဲ့လှည့်လည်ဆွေးနွေးနေရတာဖြစ်ပြီးတော့အားလက်ချိန်ဆိုတာကမရှိသလောက်နေပါလွန်လာပါတယ်။ဒါကိုသူတို့ကိုယ်တိုင်ကလည်းပြန်လည်ဖြေရှင်းခဲ့တယ်လို့ရောက်ဖဖြစ်သူတထေးကြီးကလည်းသူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့တစ်လောက်ကိုဝင်ငွေဘယ်လောက်ရရှိတယ်ဆိုတဲ့အကြောင်းတွေကိုဖော်ထုတ်ပြောပြလာခဲ့ပါတယ်။ကိုဘာသာရိုးသားစွာစူးစမ်းပြီးတော့အိမ်မက်တွေကိုအကောင့်ထဲပေါ်နေကြတဲ့သူတို့ဇနီးမောင်နှံနှစ်ယောက်ကိုအထင်လွဲပြီးပြောဆိုနေရတွေကမသိတော်လှပါဘူး။ရောက်ပါဖြစ်သူနေနဲ့လည်းပတ်စံတွေအပုံလိုက်ချပေးပြီးတော့သုံးဖြုံးမှဆိုပြီးပြောနေရအောင်သူတို့ကလောက်ကင်မစားတတ်တဲ့နှုံအားတွေမဟုတ်ကြပါဘူး။မြန်မာနိုင်ငံမှာဘလောက်ထိအောင်မြင်နေတယ်လဲဆိုတာသူတို့ရဲ့ဗီဒီယိုတစ်ပုဒ်ကိုကြည့်ရှုသူဘလောက်ရှိရဲဆိုတာကြည့်ရုံနဲ့တင်သိရှိနိုင်ပါတယ်။ကမ္ဘာလဲခရီးသွားဖို့ဆိုတာကသူတို့ရဲ့စိတ်ကူးအိမ်မက်ဖြစ်ပြီးတော့လက်တွေနဲ့တစ်ထက်သေးကြဖို့အတွက်လည်းအချိန်ကြာကြီးပေးပြီးတော့စူးစမ်းခဲ့ရပါတယ်။ကမ္ဘာနိုင်ငံအနှံ့အပြားကိုပျော်ပျော်ပါပါသွားလည်နေကြတာကအလကားမဟုတ်ပဲကြီးစုသူများလေပတ်စံရလေဆိုတာကိုတော်ယုံတော်သားတွေအနေနဲ့မသိနိုင်ပါဘူး။ဒါကြောင့်မြမအချမ်းသာဆုံးတထေးကြီးကိုအမဖြစ်သူနဲ့ပေးစားပြီးတော့ကမ္ဘာလဲခရီးထွက်နေရဆိုပြီးဝေဖန်မှုတွေကအခုလိုပြင်းထန်နေကြရပါတော်ယုံတန်ယုံဆိုရင်ဖြည့်ရှင်းလေးမရှိပေမဲ့လည်းဝေဖန်နာတွေများလာတဲ့အတွက်အစိန်ဖြိုးလိုက်တို့ဇနီးမောင်နှံနဲ့အတူတထေးကြီးကိုယ်တိုင်ကအခုလိုပဲပြန်လည်ရှင်းပြလာခဲ့ရ